Shun's lunchbox. လုံးပဲမင်္ဂလာပါဒီနေ့ကတော့ကလေးကြောင်းမသွားခင်မှာနေ့လယ်စာလူကြီးအတွက်ပါပေါ့နော်အပီ heavy ချက်မှာဖြစ်ပါတယ်ချက်မဲ့ဟာကလည်းတီးစုံချင်းဟင်းနဲ့ငဆုပ်ချက်ဆိုတော့တနားရဲ့အတွင်းဘလို့အချိန်လောက်အောင်လုံးရမလဲဆိုတာပါပြပေးမှာပါအရင်ဆုံးချက်မဲ့အသီးနှံတွေကတော့ရေခဲတစ်တာတွေကထုတ်ပြီးသွားရင်ရေစိမ်ထားမှာဖြစ်ပါတယ်အသီးနှံတွေကပိုးသက်ဆေးတွေရှိရတဲ့ကြောင့်မိုးရေကိုချိုးပြီးတော့စိမ်ဖို့လိုအပ်ပါတယ်ရေစိမ်ထားနေစဉ်အတွင်းမှာဆိုရင်အနှစ်အတွက်ပေါ့နော်လုံမယ်ပေါ့နော်ဂျင်းအားကြောင့်ငဂျင်းစုပ်ကိုညှစ်ဖို့အတွက်ပါငဂျင်းစုပ်ကိုမညစ်အောင်လို့ဂျင်းညစ်ပါမယ်ကျက်သွန်ဖြူလေးနဲ့ထည့်ပြီးတော့တမယာသီးလေးနဲ့ထည့်ပြီးတော့နှက်ထားပါမယ်အဲ့လိုမျိုးပြီးတော့ငဆုပ်လေးလုံးထားမယ်ပေါ့နော်အဲ့လိုမျိုးအသားအတွက်ပြင်ဆင်ထားတဲ့အချိန်မှာအနှစ်အတွက်ကကြတော့အဲ့ဒီညစ်ပြီးကြံတဲ့ဂျင်းကိုပြန်ထည့်ပါမယ်ပြီးရင်ကျက်သွန်ဖြူနဲ့ပေါ့နော်ခရမ်းချင်သီးတွေကိုလှီးထားပါမယ်ခရမ်းချင်သီးရဲ့အဆီတွေကမကောင်းတဲ့တကြားမို့ခရမ်းချင်သီးကိုမလှီးခင်တခါရေစိမ့်တီးပြီးရင်အဆီတွေကိုပြောင်းလို့ရေတခါစေးထားပါမယ်ပြီးရင်အနှစ်ချက်ရင်ဒီတိုင်းဆိုကြားတဲ့ကြောင့်မို့ဘလန်ဒါနဲ့လှည့်ရပါမယ်အခုအနှစ်စတင်ပြီးတော့ချက်ပါပြီးစီထည့်ပါတယ်ကျက်သွန်တွေထည့်မယ်ကျက်သွန်ဖြူထည့်မယ်ပေါ့နော်အဲ့ချိန်မှာမီးဖို့ကတိတ်ပြီးတော့မဆူသေးတဲ့ကြောင့်မို့ကြာနေတဲ့ကြောင့်မို့ဟိုဘက်တပိုးပါတီးစုံချင်ဟင်းအတွက်တပြိုင်နက်တည်းပြင်ဆင်ပါမယ်တီးစုံချင်တဲ့ကကျက်သွန်နီရဲ့ကျက်သွန်ဖြူရဲ့ပစွန်ကြောက်ရဲ့ထောင်းထားတာရဲ့ငပိရဲ့ထည့်ပြီးတော့စီးတက်ပါမယ်အဲ့ချိန်မှာဟိုဘက်ကရပြီဆိုတော့ဟိုဘက်ကိုပြန်ပြေးသွားပြီးတော့စနွေးမုတ်ထည့်ပြီးတော့စီးတက်ပါတယ်ပြီးရင်ခရမ်းချင်သီးလေးကိုထည့်ပြီးတော့အနှစ်ကျက်အောင်လို့အရင်ချက်ရမယ်ပေါ့နော်အနှစ်ကိုကျက်ပြီးတော့လှိမ့်ပြီးတော့မှုေးနေမှအချင်းစုပ်ထည့်ရအဆင်ပြေမှာပါအနှစ်အတွက်အရသာသွင်းမယ်စားနဲ့ငန်းများရည်နဲ့ထည့်ပါမယ်အနှစ်ကိုတော့10မိနစ်လောက်တိုင်မှာပေးထားတဲ့ချိန်မှာဒီဘက်မှာစီတက်တာရပြီပေါ့နော်မှုေးမယ်မှုေးပြီးရင်စနွေးမုံထည့်မယ်ရေထည့်မယ်ပေါ့နော်ရေဆူလာပြီဆိုရင်အသီးနဲ့နေတဲ့အမာဆုံးဟာကိုအရင်ထည့်ပါမယ်ဒါတော့မုံညင်းယူကိုအရင်ထည့်ရပါမုံညင်းယူ9မိနစ်10မိနစ်လောက်ပွက်ဆူပြီဆိုရင်ဘူးသီးနဲ့ခရမ်းစီကိုထည့်မယ်အဲ့ဒါကိုရတာတစ်ခါရဲသွင်းမယ်ပေါ့နော်စားထည့်မယ်ထည့်ပြီးသွားရင်9မိနစ်10မိနစ်ထားပြီးတဲ့အချိန်မှာမုံညင်းရွက်ကိုထည့်တာဖြစ်ပါတယ်ပြီးတော့ထပ်ပြီးအုပ်ထားလိုက်မယ်အဲ့ချိန်မှာဒီအနှစ်ကဒီခန်းသွားရဖြစ်တဲ့တကြားမို့မကြက်သေးတဲ့တကြားမို့အရသာမြည်ပြီးတော့လိုရာထက်ထည့်ပေါ့နော်ပြီးတော့ရေနည်းနည်းထက်ထည့်ပြီးတော့ထက်ချက်မှာဖြစ်ပါတယ်အနှစ်ကိုတနိုင်သလားမွေးအောင်တော့လှိမ့်နေပေါ့နော်ပြီးရင်တော့ရေထည့်တယ်ထည့်ပြီးရင်ငဆုပ်ကလေးတွေကိုထည့်တယ်ပေါ့နော်ငဆုပ်ကလေးတွေကိုထည့်ပြီးသွားရင်နိုင်ဝက်လောက်တော့အုပ်ပြီးချက်ရရပေါ့နော်အိမ်မှာရှမ်းနန်လေးကိုအကူညီနဲ့မွေးအောင်ချက်ထားပါတယ်ပေါ့နော်ဒါကတော့အရွက်တွေအကုန်လုံးရပြီဆိုတော့နောက်ဆုံးမှာရုံးပရိသီကိုထည့်ပါတယ်အချိန်မှာအရသာထက်သွင်းနေပေါ့နော်စားနိုင်ငံပြားရည်နဲ့ကိုထည့်တယ်အချိန်မှာမကြီးမဲကိုလည်းအဲ့လိုရေလေးတွေဖြောပြီးတော့3-4ကပေါ့နော်အဲ့လိုမျိုးချင်ရင်ထည့်ပါပေါ့နော်နောက်ဆုံးတော့ရသွားပါပြီပေါ့နော်သမင်းကြရဒီဟင်းနှစ်ခွက်နဲ့ပါကျေးဇူးပါ